အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ပြောမှာတော့ဗျာဒီကျွန်တော်ဆိုလို့ရှိရင်ကိုရီးယားမှာ9နှစ်နေရာရှိနေပြီပေါ့နော်ကျွန်တော်ကရတဲ့အရာ5ခုကိုကျွန်တော်ပြောမှာဗျာအဲ့ဒီ5ခုကျွန်တော်ဟိုမလောက်ခဲ့မိတဲ့အတွက်ပေါ့နော်အခုချိန်မှာနောင်တရတာပေါ့နော်အဲ့5ခုကျွန်တော်ပြောမှာဖြစ်ပါတယ်ကျွန်တော်ကိုရီးယားကိုစားရောက်တော့ငါဆိုလို့ရှိရင်ကျွန်တော်တို့အားလုံးလိုပဲဗျာပတ်စံစားမယ်ပတ်စံစုမယ်မိသားစုကျွန်တော်တို့အိမ်ပတ်စံပို့မှာဗျာအဖေမေပို့မယ်ဗျာဒီတော့ဒီအိမ်အောင်ရှိတဲ့လူဆိုတော့မိမပို့မယ်ဒါတွေသမီးတွေပတ်စံပို့မယ်ကွာကျွန်တော်တို့ဘွားကိုပို့ပြီးတော့ပတ်စံရှာပြီးဘောနော်ပို့ပြီးတိုးတက်အောင်လုပ်ကြမယ်ဆိုတဲ့စိတ်တစ်ခုပဲရှိခဲ့တာဒါပေမဲ့ကျွန်တော်ဒီခုပေါ့နော်9နှစ်နေပါနေပြီးတဲ့နောက်မှာပြန်စဉ်းစားကြည့်တော့ကျွန်တော်ဒီအရာတွေကိုစောစောသိခဲ့လို့ရှိရင်ကောင်းမှာပဲဆိုတဲ့ငါတွေရတယ်ဗျာအားကြောင့်ဒီဗီဒီယိုကိုအခုရောက်ကစားညီလေးတွေညီမလေးတွေရောကိုရီးယားမှာနေတော်ကြာနေပြီးသားသူတွေရောနားထောင်ကြည့်စေချင်တယ်ဗျာဒီ5ခုကျွန်တော်အစင်းလိုက်ပြောမှာပေါ့နော်နံပါတ်1ကိုရီးယားစကိုအစတွေကကျွန်တော်တို့မလုပ်ခဲ့မိတဲ့အရာပေါ့နော်ကိုရီးယားစတုန်းကကျွန်တော်တို့အလုပ်လုပ်တဲ့ရင်ရပြီဗျာလူဒီကခေါင်းဆောင်တွေပြောလို့ရှိရင်နားလေရပြီလို့ထင်ခဲ့တယ်ဗျာအဲ့ဒီတိုင်းပဲထင်ခဲ့တယ်ဒါပေမဲ့နှစ်တကြာလာတော့ကိုရီးယားစာအလုပ်တစ်ခုတည်းအတွက်မဟုတ်ဘူးဗျာသိလားကျွန်တော်တို့လုပ်ငန်းခွင်ထဲမှာဗျာသိတယ်ဟုတ်ခေါင်းဆောင်တွေနဲ့ပို့ပြီးတော့ကောင်းမွန်ဆက်ပြောဆိုဆက်ဆံဖို့ဗျာဒီအလုပ်တစ်ခုတည်းမဟုတ်ဘူးဗျာကျွန်တော်တို့ဒီတခြားအရာတွေရောပေါ့နော်ကောင်းတဲ့ relation ရှိလို့ရှင်စကားတွေပို့ပြောနိုင်ဖို့ပေါ့နော်ပြောဆိုဆက်ဆံတာတွေပါပေါ့နော်ဗီဇာကိစ္စဘန်တွေပါတွားမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ပို့အဆင်ပြေစကားရတဲ့လူတွေကဗျာပြီးတော့ကျွန်တော်တို့ဒီအပြင်တွေပါတွားလို့ရှိရင်လည်းဈေးဝယ်ပါညာအစားပြောဆိုဆက်ဆံတဲ့ခါကျရင်စကားရတဲ့လူတွေကပို့တပန်းတာတယ်ဗျာဘာသာစကားအရင်ကြီးရယ်ဗျာအခုပြန်ပြီးတော့နောက်9နှစ်ပြန်သွားလို့ရမယ်ဆိုလို့ရှိရင်အဲ့ဒီစရောက်တွေကနေပြီးတော့ကျွန်တော်တို့ပုံမှန်လေးပေါ့နော်ကိုရီးယားစာကိုတေချာလေ့လာခဲ့မှာပဲဗျာအခုချိန်ကတော့ကျွန်တော်ဒီနောက်ရတယ်မှာနံပါတ်1အချက်ပေါ့နော်အခုနံပါတ်2အချက်ကတော့ပတ်စံရှာတာကျွန်တော်ပတ်စံပဲရှာပြီးတော့ကျွန်တော်ကျမ်းမာရေးခွင့်မဆိုင်ဘူးဗျာဒီတော့ OD ရှိရင်စင်းတယ်ဗျာညဆိုင်တွေလုတ်တယ်ပြင်ပန်းကြီးနဲ့တီးခန့်နေဗျာတီးတော့ပြင်ပန်းလို့ရှိရင်ခါကြလို့ရှိရင်အလုပ်တွေပဲစင်းပြီးဆိုပြင်ပန်းဆိုအရက်တောက်ပြီးတော့ပြီးအဆိုကျူးတွေပဲချပြီးတော့အိတ်လိုက်တဲ့အချိန်ရှိတယ်ဗျာကျွန်တော်တို့ခါကြရင်တာမန်နည်းနည်းပါခေါင်းကြိုက်တာတို့ဘာညာလောက်ဆိုလို့ရှိရင်တီးခန့်ပြီးကျွန်တော်အလုပ်စင်းလိုက်တာတွေရှိတယ်ဗျာပတ်စံဘာလို့လဲဆိုတော့ကျွန်တော်ပတ်စံတွေပါပို့ပြီးတော့ရချင်တယ်ဗျာအခုချိန်မှာပြန်စဉ်းစားကြည့်တာပတ်စံပြန်ရှာလို့ရတယ်ကွာကျမ်းမာရေးတာတခုဖြစ်သွားလို့ရှိရင်ပေါ့နော်ဆုံးရှုံးသွားလို့ရှိရင်ကျွန်တော်တို့ဟိုပြန်ပြီးတော့ပြန်လုပ်လို့မရဘူးပေါ့ဗျာဒီပုံမှန်လို့ရှိရင်ဥတာချင်းနဲ့ကျွန်တော်တို့ကာကွယ်ခြင်းကပိုထိရရဆိုတဲ့စကားတိုင်းကျွန်တော်တို့ကျမ်းမာရေးကိုပုံမှန်လေးကျွန်တော်တို့ queue site တင်တယ်ဗျာဒီဟုတ်ကျွန်တော်တို့တခုဖြစ်လို့ရှိရင်လည်းကျွန်တော်တို့ကျမ်းမာရေးအာမခံနေဆောင်တဲ့အတွက်ကျွန်တော်စီကံစီရုံနေသွားပြီးတော့ကျွန်တော်တို့ပုံမှန်ပေါ့နော်ကျွန်တော်တို့ယောဂတွေကိုပို့ပြီးတော့ဒီထက်မတိုးလောက်အောင်အဲ့လိုမျိုးအစတည်းကျွန်တော်တို့ queue site တင်တာဗျာနံပါတ်2အချက်ကတော့နံပါတ်3ကတော့ကျွန်တော်တို့ပတ်စံရှာတာပဲသိပြီးတော့ကွာကျွန်တော်တို့ဘာမှဒီဟုတ်ဘဝကိုတေချာလေးဘာအရာမှမခံစားခဲ့တာကွာကိုရီးယားရောက်ပြီးတော့ပထမနှစ်တည်းဆိုလို့ရှိရင်ကျွန်တော်စဉ်းစားတာတစ်ခုပဲရှိတယ်ပတ်စံများရှာမယ်မနေ့ဆိုင်ဆင်းမယ်ညဆိုင်ဆင်းမယ် audition ဆင်းမှာပေါ့နော်တခါလေညဆိုင်ဆင်းပြီးအိမ်ပြန်အိတ်တယ်ပြီးအလုပ်ပြန်သွားတယ်ဘဝအဲ့ဒါနဲ့ပဲလင်းနေကွာအဆောင်နဲ့အလုပ်အိတ်မယ်အိတ်တယ်စားတယ်ဒါပဲကွာဒါပေမဲ့ကိုယ့်ကိုပျောက်ဆုံးသွားတဲ့အချိန်ရှိတယ်အများကြီးပဲဗျာတော်တော်များလည်းသိမှာပါဒီဟုတ်ပြောစရာမရှိဘူးကွာဒီနိုင်ငံကြီးမှာကွာဒီတော့အလုံးနဲ့အိမ်ပဲတငယ်ချင်းတွေနဲ့လည်းမတွေ့ဖြစ်ဘူးဗျာတနေ့မှတစ်ခါသူ့လားတငယ်ချင်းတွေဆိုတနေ့မှတစ်ခါသူလည်းသူ့လုံးနဲ့သူကိုလည်းကိုလုံးနဲ့ကိုနဲ့မတွေ့ဖြစ်ဘူးဗျာစိတ်ဖိစီးမှုတွေများလာတယ်ကျွန်တော်တို့လို့ရှိရင်ကိုရီးယားကိုနှစ်ကျော်ဒီမြေရရထားမစီးတော့ဘူးကွာဒီတော့အပြင်ဘယ်လောက်ထိမထွက်လဲဆိုတာအပြင်မထွက်ဘူးကျွန်တော်ဆိုလို့ရှိရင်ထဲမှာပဲနေတယ်ကွာအားကြောင့်အပြင်ထွက်တာတွေလည်းနည်းလာတယ်အဆောင်နဲ့အလုပ်တစ်ပတ်တစ်ခါနှစ်ပတ်တစ်ခါမှအဲ့လိုမျိုးဈေးသွားပြီးတော့ချက်ပြုတ်မဟာတော့ဝယ်အဲ့လိုမျိုးတွေပဲနေခဲ့တယ်ကွာစိတ်ဖိစီးမှုစိတ်ရတော့ဖိစီတာဘလို့ပျော်စရာမရှိဘူးလို့ပဲထင်ခဲ့အောင်အချိန်တည်းအိမ်ပြန်မှာပေါ့ကွာဒီလိုပတ်စံများများရှာပြီးတော့အဲ့ဒီတွင်းနဲ့ကိုရီးယားမှာနေပြီးတော့ကိုရီးယားရဲ့အလားပါတွေကိုရီးယားရဲ့ဘဝကျွန်တော်မခံစားခဲ့ရဘူးအခုပြန်စဉ်းစားကြည့်တော့ပတ်စံဒါအရေးကြီးတာမှန်ပြီမဲ့ကျွန်တော်တို့ဒီပတ်စံယူကျွန်တော်တို့ဘဝတစ်ခုလုံးနဲ့မလဲခဲ့သင့်ဘူးဗျာမှန်ပါဒီတစ်ချက်ပေါ့နံပါတ်4အချက်ကတော့ခီးတွေပါပိတ်ရတယ်ဆိုခီးလည်းမသွားဘူးကွာကျွန်တော်တို့ပတ်စံကုန်ပါကြီးကြောက်တယ်ပြီးတော့မသွားတတ်တာလည်းပါတယ်ဘာသာစကားကလည်းသွားလို့ရှိရင်ပြောဆိုဆက်ဆံမှာအဲ့ဒါကြီးတွေးကြောက်ပြီးတော့မသွားတာကြာအလုံးနဲ့အိမ်နဲ့အလုပ်ဒီလိုနဲ့အနှစ်တွေကုန်သွားပြီးတော့ကျွန်တော်ဆိုလို့ရှိရင်စိုးတာပေါင်း2ခေါက်ပဲရောက်ပြီကျွန်တော်စလာချင်းတစ်ခေါက်ရောက်ပြီးတဲ့အပြင်ကိုဒီခုနောက်တစ်ခေါက်ကတစ်ပတ်လောက်ပဲကြာသေးတယ်ရောက်ပြီ9နှစ်ပြည့်မှနောက်တစ်ခေါက်ထပ်ရောက်ပြီလေအဲ့လောက်ထိအောင်ကျွန်တော်အပြင်မထွက်တာလားတောင်းနေပါလေဆိုလို့ရှိရင်ဝေးလာဘူးမတက်ဘူးဗျာပြီးတော့အဲ့လိုမျိုးဒီ9နှစ်တည်းမှာတောင်းလို့ဆိုလို့ရှိရင်တစ်ခေါက်နှစ်ခေါက်အဲ့လောက်ပဲတက်ပူလာတာဒီတော့
ဒီတိုင်းပဲအဆောင်မှာနေပြီးတော့ပေးရတယ်လို့ရှိရင်ဒီစိတ်အောင်ကလူတွေနဲ့အရက်တောက်တာကိုအပျော်ဆုံးကိုဖြစ်ပြီးအဲ့လိုနေတာညာပြီးတော့ဘွားရဲ့အရတောင်မခံစားဘဲနဲ့ကျွန်တော်တို့ဒီပတ်စံဝင်ရှာပြီးလိပ်ပိတ်ပြီးနေခဲ့တာပေါ့နော်တောင်နေမတက်ဘူးပင်လေတွေပါဆိုလည်းမသွားဘူးအခုတော့စဉ်းစားကြည့်တယ်ကွာတလားတစ်ခါတော့သွားခဲ့တင်တယ်ခီးထွက်ခဲ့ရင်အမတ်တရားတွေပိုကြံခဲ့မှာပေါ့နော်အချိန်ပေါ့နော်ဘာပဲပြောလွန်ခဲ့တော့9နှစ်အနည်းဆိုလို့ရှိရင်အသက်9နှစ်ပိုကြီးသွားတာပဲဖတ်တင်သွားတာကွာနံပါတ်5နောက်ဆုံးတစ်ချက်ကွာနောက်ဆုံးတစ်ချက်ပြောမယ်နောက်တစ်ချက်ကတော့မိသားစုနဲ့ကျွန်တော်တို့အချိန်ကောင်းမပေးတာဗျာတည်တော့အလုပ်များတယ်ပြင်ပန်းတယ်ဆိုပြီးတော့ကွာအဲ့ဒီအကြောင်းပြချက်တွေနဲ့ကျွန်တော်တို့ဖုန်းမဆက်ခဲ့ဖုန်းတွေပိုင်းမဆက်ဘူးကွာမိဘတွေနဲ့ကွာတည်တော့ဗီဒီယိုကောမခေါ်ခဲ့တဲ့အချိန်တွေလည်းရှိခဲ့တယ်မိဘတွေကအသက်ကြီးလာတယ်ညီကိုမောင်နှမတွေလည်းအရွယ်ရောက်ပြီးတော့သူ့လန်သူရှောက်ပြီးတော့ကျွန်တော်တို့မိသားစုနဲ့ပိုဝေးတယ်လို့ဖြစ်လာတယ်ကွာအခုတော့မိသားစုနဲ့စကားပြောတဲ့7မိနစ်ကပတ်စံထဲပို့ပြီးတော့အရေးကြီးလာတာပိုနားလည်လာတာကွာဒါတွေကတော့ကျွန်တော်ကိုရီးယားမှာ9နှစ်နေပါနေပြီးတော့ကျွန်တော်နောင်လာရမိတဲ့အရာ5ချက်ပေါ့နော်အချက်တွေအများကြီးတွေကအဲ့လိုမျိုး5ချက်ရွေးထုတ်ပြီးပြန်ပြောလိုက်တာကွာပြီးတော့ဒီဗီဒီယိုကြည့်တဲ့မိတ်ဆွေတွေရောကိုရီးယားဘဝမှာဘာတွေကိုနောင်လာရလဲဆိုတာကျွန်တော်ဒီ YouTube comment အောက်မှာပေါ့နော်ဗီဒီယိုအောက်မှာကျွန်တော်ရေးသွားပေးပါဦးများဘာတွေနောင်လာရတယ်ပေါ့နော်ဒီနေ့ရှစ်ကြဒီအကြာကြီးနေခဲ့ပြီးတဲ့နောက်မှာဘာတွေနောင်လာရလဲပေါ့ပြီးတော့ကျွန်တော်ပြောခဲ့တဲ့အချက်တွေကိုအခုမှကိုယ်တည်းဆက်လာမညီကောင်မောင်နှမတွေလည်းဟိုပါပြီးတော့ဟိုဗီဒီယိုကိုကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ပြောခဲ့တဲ့အချက်တွေတေချာလေးအခုတည်းစပြီးလောက်ခဲ့တင်တယ်ဗျာပြီးတော့ဒါမှကျွန်တော်တို့အချိန်ကြာတဲ့ခါကျရင်နောက်လာရခြင်းမရှိမှာပေါ့နော်ဒီဗီဒီယိုဟိုကြည့်ပြီးတော့အဆင်ပြေတယ်ဆိုလို့ရှိရင်ကျွန်တော်ဗီဒီယို like နဲ့ subscribe လေးလုပ်ခဲ့ပြီးပါဦးအားလုံးကျေးဇူးတင်ပါတယ်